ကဲတက်တာလေးထိုင်မယ်နော်ဦးဇင်းတို့စကားပြောခြင်းအခြေအနေအစီအစဉ်စမယ်နော်ကြောက်ရောက်လာတဲ့ operator အပေါင်းကိုနှွေးရည်လိုက်တွဲဆိုတာကြိုးဆိုပါတယ်အခုကြောက်ရောက်လာတဲ့ဦးပစင်းကဦးအိတ်တိတာရလို့ခေါ်ပါတယ်သူကတချင်းကရုပ်ရှင်မင်းသားကြီး Academy ဦးကျော်ဟင်းဖြစ်ပါတယ်ပရိသတ်များခင်ဗျာကျေးဇူးပြု၍မိုဘိုင်းဖုန်းများကို silent လုပ်ပေးထားပါခင်ဗျာနဝကမ္မအလူငွေများနဝကမ္မအလူငွေများကိုဦးစင်းကိုကျိုးအတွက်သုံးမပြုပဲမိဘမဲ့ကျောင်းများကိုဦးပစင်းခုနှစ်ရက်သားသမီးကိုစားလှူဒါန်းသွားပေးမှာဖြစ်ပါတယ်ခုချိန်အစပြီးတရားပွဲများကိုစတင်ပြီးဖြစ်ပါတယ်ဟိုမိုဘိုင်းဖုန်းမပိတ်ခင်လေးပြန်ဖွင့်နော်ဦးစင်းတစ်ခုပေးခြင်းတို့ဖွင့်အင်တာနက်သုံးလို့ရတာနော်အဲ့ဒါလေးဖွင့်ပေးဖမ်းရင်လည်းဖမ်းလို့ရတယ် silent လုပ်တဲ့နော်ဦးစင်း YouTube ကိုတင်ပြီးတော့တစ်ကမ္ဘာလုံးမှာရှိတဲ့မြန်မာတွေပေါ့မြန်မာတွေကနားထောင်လို့အဆင်ပြေသွားရင်သူတို့ဘာသာနဲ့သူတို့ဘာသာပြန်လိမ့်မယ်အရေးကြီးတယ်တက်တာသွားဖို့နော်အဲ့ဒါဒီကိုမလာခင်ကဦးစင်းဆွေးနွေးထားတာတွေရပြီလား YouTube capital letter K ပြီးတော့ small letter K H A ရပြီလား capital letter K small letter က K H A K ကနှလုံးအကြီးက capital ဒုတိယက small နော် K K H A 525ဝင်ကြည့်လိုက်ပါဦးသမီးပုံလေးပေါ်လာအဲ့ဒီသမီးပုံလေးကိုထပ်နှိပ်လိုက်အဲ့မှာ playlist ဆိုတာရှိမယ်ဟုတ်လား playlist ပေါ်ဗလားအဲ့မှာဥကိတိတာရ question and answer ဆိုတာပေါ်ဗလားအဲ့ဒီဥစ္စာကိုနားထောင်ကြည့်အဲ့မှာကျော်ဟင်းများဆိုတဲ့ biography တွေရောဘာတွေရောတသက်စာပေါ့ဒီလူတယောက်မြန်မာနိုင်ငံကနေလူတယောက်ဖြစ်တယ်လူသားအကျိုးများကိုဤကဲ့သို့တည်ဥဆောင်ပါလေပံ့ပိုးတယ်ဘာညာပေါ့ record ထားခဲ့တာဦးစင်းရှိရပုံကိုယ်တွေကအဲ့ဒီအစီအစဉ်မလုပ်ခဲ့ဘူးနော်နောက်လာနောက်သားတွေဟာဒီလိုလဲလောက်ရပါလားဆိုသူတို့ပို့ကြိုးစားလိမ့်မယ်နော်ဟုတ်ပြီနော်တွေ့လား question and answer 1 to 6အဲ့ဒါဒီမှာမပြောပြတဲ့စကားတွေအဲ့ဒီထဲမှာပါတယ်နော်အဲ့မှာ question and answer 1ဆိုလို့ရှိရင်ဦးစင်းဘာတွေလုပ်နေလဲဆိုအဲ့လိုမေးတာကိုဖြေထားတာလေနော်အဲ့တော့ဦးစင်းစပြောတော့မယ်အဆင်ပြေရင်ဒီ YouTube ကိစ္စခဏထားအတန်ဖမ်းရင်လည်းဖမ်းကြိုက်တယ်လို့လုပ်တော့ဦးစင်းကိုဗာမေးစရာရှိလဲအရင်မိကုန်းနေရေးအစနစ်မဖြစ်သေးရင်ဦးစင်းပြောတဲ့နားထောင်ရင်းနဲ့ရေးခြင်းနဲ့စိတ်ဖြစ်လာရေးနော်ဖြစ်ပြီလားမဖြစ်ဦးစင်းစားလိုက်တော့မယ်နော်ဦးစင်းမိကုန်းနဲ့အရင်စားပဲဒီကတကားတွေတကမတွေတနေ့စိတ်ချမ်းသာတဲ့အချိန်စိတ်ဆင်းရဲဒုက္ခဖြစ်တဲ့အချိန်ဘယ်စိတ်ဖြစ်မှုဟာတနေ့မှာအကျိန်များလဲဖြေစိတ်ဆင်းရဲအများဒီဘက်ကရောစိတ်ဆင်းရဲအများနော်ဒီဘက်ကရောစိတ်ဆင်းရဲအများတယ်အဲ့ဒီစိတ်ဆင်းရဲတာများတယ်ဆိုတာဖြစ်ပြီးသားတွေအကြောင်းအရာတွေစဉ်းစားနေလို့လားမဖြစ်သေးတဲ့အကြောင်းအရာတွေတွေးနေလို့လားနှစ်ခုစလုံးကလည်းတွေးနေတာပဲပေါ့ဒါဆိုရင်တရားခံကတွေးနေတာကြီးဖြစ်နေတယ်ဟုတ်ဘူးလားအဲ့တော့ဒုက္ခဖြစ်တယ်စိတ်ဆင်းရဲရောက်နေတယ်ဆိုတာကကိုတွေးနေတဲ့အတွေးကြောင့်လို့ဦးစင်းကခေါင်းစဉ်တက်ရင်လက်ခံလားဟမ်လက်ခံနော်အဲ့အတွေးဘယ်ရောက်လာလဲအဖြေထုတ်ပေးမယ်နော်အဲ့အတွေးဖြစ်စေတာပစ္စည်း6ခုရှိတယ်အခုတကဦးစင်းကိုကြည်နေပြီနဲ့စဉ်းစားနေတယ်အဲ့ဒီစဉ်းစားမှုကအမြင်ကနေစတာမဟုတ်ဘူးလား
အဲ့တော့ဟိုတက္ကမကြီးကခေါင်းငိမ့်တယ်အဲ့ဒီခေါင်းငိမ့်တာအတန်ကြောင့်ခေါင်းငိမ့်တာမဟုတ်ဘူးလားနောက်နှစ်ခုကနှာခေါင်းနဲ့အရသာနဲ့ဒီထဲမှာပြောလို့မရအောင်ရေတောင်းတော့ပြောလို့ရတယ်အဲ့တော့အန်ဒီရဲ့6ခုထဲမှာဒီနှစ်ခုကခဏ short တွက်ထားလိုက်အခုတက္ကကြီးတို့တက္ကမတို့တက်တက်သားလေးထိုင်ဟိုတက္ကမကြီးအကြာကြီးထိုင်4 နာရီကြာမှာဟုတ်ပြီအဲ့တော့ခန္ဓာကိုယ်ကအခုထိုင်နေတော့တက္ကမတို့တက္ကတို့ရဲ့ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုကတစုံတရာနဲ့ထိနေတာသိလားအဲ့ဒီလိုသိဘူးလားဦးဇင်းပြောမှသိလိုက်တာလားနောက်ဆိုရင်ဦးဇင်းပြောမှသိတာထက်ကိုကိုယ့်ဟာကိုယ်ပဲသိအောင်လုပ်ဘလောက်ကြာကြာငါဒီလိုပဲထိုင်နေတာဘလောက်ကြာကြာထိုင်နိုင်လဲအဲ့ဒါမှတ်တာနိုင်တလုံးပေးရချပြီးတော့ခဏခဏမရွေ့ဘူးလားရွှေ့ကန်နေကြငါရွှေ့တော့မယ်ဆိုတဲ့စိတ်ကောသတိထားမိလို့လားဟမ်ဖြေမထားမိရွှေ့ပလိုက်တာပဲငါကငါပိုင်နေဆိုပြီးတော့အဲ့ရွှေ့လိုက်တော့ तू ကတက်တာလို့လားအကြာကြီးခဏလေးဦးဇင်းအဲ့ဒီခဏလေးဆိုတာပြောချင်တာနော်အဲ့ခဏလေးဆိုတာဦးဇင်းပြောတာမဟုတ်ဘူးနော်မြတ်စွာဘုရားဆိုတာဗုဒ္ဓဘာသာဝင်ဆိုရင်သိတယ်မြတ်စွာဘုရားဆိုတာသူတရားဟောခဲ့တာတွေတော့ဦးဇင်းပြောစရာမလိုဘူးတရားတကာတွေတကမကြီးနားထောင်ဘူးတယ်ဘုန်းကြီးပေါင်းများစွာနော်ဦးဇင်းစိတ်ဝင်စားတာသူပရိနိဗ္ဗာန်ပြုခံနေအချိန်လေးမှာဝယဓမ္မသင်္ခါယအပ္ပမဒေနတမ္မာဒိဋ္ဌဒါပါဠိလိုဗမာလိုဘာသာပြန်ရင်ပြုလုပ်ပေးနေရသောသင်္ခါယသဘောတရားတို့သည်ပျက်စီးခြင်းသဘောရှိကုန်၏မမေ့မလျော့သတိထားကြဟိအဲ့ဒါလေးပြောပြီးတော့ဦးဇင်းတို့ရဲ့မြတ်စွာဘုရားဘာမှထပ်မပြောတော့အဲ့တော့ဦးဇင်းကစဉ်းစားတယ်ဘာမှလည်းထပ်မပြောတော့ဘူးအသက်ကလည်းမထွက်သေးဘူးနော်ပြီးတော့သူ့အသက်က80ဘုရားအသက်ကပြီးတော့အဲ့ဒီအချိန်မှာသူကသွေးဝန်းနေသွားနေတယ်နော်အဲ့တော့မြတ်စွာဘုရားအဲ့ဒါလည်းပြောပြီးဘာမှမပြောတော့ဘူးဆိုတော့ဘာဆက်လုပ်နေလဲဦးဇင်းသိကျင်တယ်အဲ့တော့စုံစမ်းလိုက်တော့သူဇံဝင်စားနေတယ်တဲ့ဇံဝင်စားရဲဆိုတော့ဘာတော့တော့ဇံဆိုသူများတတ်တဲ့သိတဲ့ဆရာတော်ကြီးကြီး6မျိုးတဲ့ဦးဇင်းကတော့အဲ့ဒါတွေမရွတ်တတ်ဘူးပါဠိလိုအဲ့ဒီကပိုင်မနေနေပြောလို့ရတာဇံဝင်စားဆို10 20 30 40အဲ့4စင်းရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ဥပ္ပခါဆိုတာစိတ်ကခံစားမှုမရှိတော့နော်သူကြိုက်တယ်လည်းမရှိဘူးမကြိုက်ဘူးလည်းမရှိဘူးမုန်းတယ်လည်းမရှိဘူးချစ်တယ်လည်းမရှိဘူး senseless သူခံစားမှုမရှိတော့ဒါပေမဲ့ဖျားဟောရရှိတယ်ပြုလို့ပေးနေရတဲ့သင်္ခါရတရားတို့ဒီပျက်စီးခြင်းသဘောရှိပျက်စီးခြင်းဘယ်လိုပုံစံနဲ့ပြက်နေတာလဲဒီလက်တစ်ဖြစ်ဒီမှာဂရေတသိန်းနှုံးဆိုတော့တိတ်မြန်လွန်းကြီးနေတယ်တောင်လူကဟုတ်ပါမလားတော့ဖြစ်နိုင်တယ်အဲ့တော့ကိုယ့်ဟာကိုယ်လှုပ်ကြည့်ဖြစ်ပေါ်တဲ့စိတ်ကငါ့စီမှာဘယ်လောက်ကြာကြာရှိလဲစမ်းဘူးလားဒီနေ့ကစပြီးစမ်းကြည့်တော့နော်အဲ့ဒါကိုစမ်းလို့လွယ်တာကဦးဇင်းတို့တတိပဋ္ဌာန်ဆိုတဲ့အထက်မှာပထမကာယ ानु ပတနာဆိုတဲ့အထက်မှာနံပါတ်1ပေါ့4-5မျိုးရှိတယ်အဲ့ဒီထဲကဝင်လေထွက်လေမှတ်တာလူတိုင်းအသက်ရှူတယ်လောကတွေကိုရောက်တာနဲ့ဟိုဘိုက်ထဲကတော့ဦးဇင်းရှူတယ်မရှူဦးဇင်းမပြောတတ်ဘူးလေကိုမမသိဆရာကမဟုတ်တော့ဒါနဲ့တေချာတာထွက်တာနဲ့ तू အသက်ရှူပဲအဲ့ဒီအသက်ရှူတာဘယ်အချိန်ထိရှူလဲအဲ့ဒါဒကာကြီးတို့ဒကမတို့ကရှူတာလားသူ့ဟာသူရှူနေလားအဲ့တော့ဦးဇင်းတို့ကကိုယ့်ဟာကိုယ်တရားထိုင်သွားဆိုဝင်လေထွက်လေမှတ်ခိုင်းရင်9မိနစ်မှတ်လို့ရလားမရတော့ဘူးနော်အဲ့ဆိုလူတွေကအပြင်းစားတွေပေါ့တဘာဝယုညာခိုင်းနေတယ်လို့မဖြစ်ဘူးလားမင်းအမေရှူပွားငါအသက်ရှင်ပြီးရောဆိုတော့တခါတခါကျသူကပြဿနာထရှာအောင်ရှူလို့မရအောင်နှာခေါင်းနဲ့ရှူလို့မရတော့ပါးစပ်နဲ့ရှူပေါ့ဘာမှရှူလို့မရရင်ပိုက်တွေထဲရောအဲ့တော့အသက်ရှူခြင်းတစ်ခုဟာ
လူတယောက်ရဲ့အသက်ရှင်ခြင်းအတွက်အကြီးကျယ်ဆုံးတာဝန်ကြီးတစ်ခုယူထားတယ်လက်ခံလားအဲ့ဒါကိုလုပ်တာလည်းမဟုတ်သူ့ဟာသူလုပ်နေတယ်ဒီဟာကိုတန်ဖိုးရှိရှိအသုံးချနိုင်ရင်လူဖြစ်ရကြနတ်ပြီဘုရားတတိပဋ္ဌာန်ဘာကြောင့်ဟောလဲဆိုတာခုနပြောတယ်ခဏလေးဆိုတာဝင်လေထွက်လေဥစဉ်တခါလေးပြောရမလို့တော့ချက်ချင်းလောက်ခိုင်းမှာနော်ဥစဉ်ပြောတာလုံမယ်လို့ volunteer ဘယ်သူဖြစ်မလဲလက်ညှိုးထောင်းဟုတ်ပြီတယောက်ပဲလို့ကျင်တယ်ဘယ်သူထောင်းမလဲဟုတ်ပြီနှစ်ခုနော်တခါကြီးခုအသက်ရှူကြမျက်စိအနည်းမျက်စိပိတ်လိုက်ဥစဉ်ရှူဆိုမှရှူနော်အခုရှူတောင်းကြောအသက်ထွက်သွားအောင်မှာဟုတ်ပြီရှူကြည့်ပြန်ထုတ်ဟုတ်ပြီခုနရှူသွင်းလိုက်တဲ့လေကဘယ်ကိုထိသွားတာနှာခေါင်းထိတ်ထိတဲ့နေရာလေးပဲပြောလေနောက်မလိုက်နဲ့ဘယ်နာမှထိနေဟုတ်ပြီနော်တက္ကမလေးရှူကြဘယ်နာမှထိလဲနှာခေါင်းထိတ်အဲ့ဒီမသွားနဲ့အဲ့ဒီသွားရင်ဦးစင်းပြောခြင်းနဲ့နေရာမရောက်ဘူးထိတဲ့နေရာလေးကိုသိကြည့်ကဲနှစ်ယောက်ဆုံးသိကြည့်ထိတဲ့နေရာပဲသိကြည့်မျက်စိပိတ်ပြီးတော့သူ့နေရာအာယုံစိုက်လိုက်ထိတဲ့နေရာပဲသိကြည့်ထိတာအကြာကြီးလားတစ်ခုပြီးတစ်ခုလားဟမ်တစ်ခုပြီးတစ်ခုဟုတ်တယ်နော်အဲ့တတိပဋ္ဌာန်ရဲ့အလွယ်ဆုံးဝင်လေထွက်လေရဲ့မရှိတော့ဘူးဆိုတာသိခိုင်းတာအဲ့ဒီထိတာကိုသိတာဒကမသိမ်းထားလို့ရလားပိုင်လားအဲ့ဒါအရှင်းဆုံးသက်တည်ပဲကိုသိတဲ့အတိတောင်ပိုင်ဆိုင်ခွင့်မရှိဘူးတဲ့နော်လူတွေကပိုင်ဆိုင်ခြင်းနေလို့ပြဿနာတွေတက်နေတာမဟုတ်ဘူးလားအဲ့ဒီစိတ်ကြီးကိုဖြုတ်ရမယ်ဒါနဲ့မဖြုတ်တတ်ဘူးဆိုရင်ဖြုတ်နီးပြောပေးမယ်တနေ့တည်းနဲ့နိဗ္ဗာန်အရောက်လိုက်နာမယ်ဆိုရင်ဒါကြောင့်မလို့ဦးဇင်းတရားမဟောခြင်းဘူးတကယ်စိတ်ပါတဲ့လူစိတ်ဝင်စားတဲ့လူဦးဇင်းဆွေးနွေးပေးခြင်းတာသူကတေချာပြီဆိုနောက်တစ်ယောက်ကိုအာမခံပြီးပြောရဲတယ်နော်တေချာပြီတခုထိတာကိုသိကြည့်တဲ့အခါမှာထိတာရက်နေတာမဟုတ်ဘူးတခုပြီးတခုထိတာအဲ့ဒီထိတာဝင်တော့ထိတာနဲ့ပြန်ထွက်သွားတာထိတာတူလားမတူဘူးအဲ့မတူဘူးဆိုတာကိုသိတဲ့အသည့်လဲကိုမပိုင်အောင်အဲ့ဒါတခါလဲလားဆိုတော့တနေ့လုံးကဘယ်နှကြိမ်လောက်ဖြစ်နေမလဲအဲ့တော့ဆရာဇန်သာနီဘုရားပြောတယ်တစ်စက္ကန့်မှာတစ်မိနစ်မှာဘယ်နှကြိမ်ရှူရင်အသက်ရှည်တယ်လို့ပါလို့သူကအဲ့ဒီဘာသာဗေဒနဲ့ပြောဘူးတယ်ပြောချင်တာကတော့တနေ့လုံးရှူနေတယ်သေဒီအထိရှူတယ်ဒါပေမဲ့ကိုယ်အသက်ရှူနေတာကိုသိလို့လားသိလားအဲ့တော့နောက်ဆိုရင်အလကားနေအလကားပဲဘာပဲလှုပ်သိနေဦးစင်းကဟိုဘာမှမတတ်တော့ဆရာတော်ကြီးတော့မေးတယ်ရှောက်တယ်ပေါ့တောင်ပုလူဆရာတော်ဖျားမြတ်စွာဘုရားဘာတရားကျင့်လို့ဘုရားဖြစ်သွားတာလေဦးစင်းသေးချာကြီးကြည့်သပင်ကလည်းရှည်တယ်ကောက်တယ်အသားကလည်းမဲကျုပ်ကျုပ်နဲ့မျက်နှာကလည်းပိကက်ကက်နဲ့ဒီကောင်ဘာလည်းမသိဘူးဆိုတော့သူကြည့်ရတယ်သေချာမင်းနေတော့ငါသူနားလေတဲ့စကားဖြေမှဖြစ်မယ်ဆိုတခွန်းနဲ့ပြောတယ်ဘာပဲလှုပ်သိกว่าတဲ့ဘာပဲလှုပ်သိกว่าတဲ့အဲ့ဒီဘာပဲလှုပ်သိกว่าဆိုတဲ့အဓိပ္ပာယ်ကဘယ်လောက်ကြီးကျယ်လဲဦးဇင်းနှစ်ပေါင်းများစွာစဉ်းစားတာသူကထပ်မပြောတော့ဦးဇင်းနှစ်ပေါင်းများစွာလို့ပြောတယ်နော်ချက်ချင်းသဘောမပေါက်ဘူးလူတွေကကိုဘာလုပ်နေတယ်ဆိုတာကိုသိကြလားဟမ်အဲ့မသိလိုက်တဲ့အချိန်မှာပြဿနာတွေအများကြီးမတက်သွားဘူးလား
အဲ့ဒီတက်နေတာလေးကိုဥစဉ်ကသိစေခြင်းလို့သိပေးနိုင်ရင်လူတွေကမတက်တာသွားနိုင်ဘူးလားခုနတနေ့မှာစိတ်ဆင်းရဲဒုက္ခဖြစ်တဲ့အချိန်ပုံများနေတယ်ဆိုရင်အဲ့ဒီခဏလေးဆိုတဲ့ဟာကိုမတိလို့အဲ့ဒီဖြစ်ပြီးသားကြီးတွေပဲမဖြစ်သေးတာတွေပဲစဉ်းစားပြီးတွေးနေမဟုတ်ဘူးလားတွေးသင့်လို့လားအခုလိုမေးတော့တွေးသင့်လို့လားဆိုပြောမယ်ဟာတွေးရမှာပေါ့ကျုပ်ပြဿနာအများကြီးတက်သွားပြီဒါဘာကြောင့်ဖြစ်တယ်ဆိုတော့အဖြေရှာတဲ့အနေနဲ့တွေးမယ်တွေးလိုက်ဒါမှနဲ့အဖြေထွက်ခံနေလို့ဆိုတော့မထွက်သေးထပ်မထွက်နဲ့ထပ်မစဉ်းစားနဲ့နောက်တစ်ခါပြန်စဉ်းစားနော်ဆိုတော့ तू ကတတိထားရတယ်အတွေးကိုဝင်လာရင်သိတယ်ပြန်ထွက်သွားရင်သိတယ်ဆိုတော့ तू ကစိတ်ကိုမြင်မှုတဲ့လူဒီထဲမှာလန်ကျိုးထောင်စိတ်ဆိုတာမြင်မှုတဲ့လူရှိလားအဲ့နာမှာစိတ်ကိုမြင်မှုတဲ့မရှိဘူးစိတ်ကမရှိဘူးလားဘယ်နာမှာလဲတေချာဖြစ်ရဲတည်းဖြစ်မတိမကြလို့တို့တွေမလုံးနဲ့ပြတ်သားသားမတိဘူးလို့ပြောတာပိုကောင်းတယ်ဟမ်မတိဘူးလို့ပြောတာပိုမကောင်းလားအေးအဲ့ဒီစိတ်ဆိုတာဘယ်မှာရှိလဲဆိုတာသိနိုင်တာ6ခုရှိတယ်ဒါပါလေနောက်တစ်ယောက်ကပြောခြင်းတယ်လို့ပြောခွင့်မရှိဘူးလားဒါနဲ့ဥစဉ်ကစဉ်းစားခိုင်းတဲ့အချိန်မှာဒီလက်ညှိုးကြီးထထောင်တော့ဘာလဲဟာဆိုဖြစ်မသွားဘူးလားအဲ့ဒီစိတ်ကဘယ်ကိုရောက်သွားလဲမျက်စိကနေဖြစ်တာမဟုတ်ဘူးလားမျက်စိကပေါ်သွားတဲ့စိတ်မဟုတ်ဘူးလားဟုတ်တယ်နော်ဟုတ်လားဆရာကြီးဟာဘာလို့ဘုန်းကြီးអော်တာလဲအတန်ကမေကွန်းဖြစ်သွားဘူးလားခုနမျက်လုံးကမြင်တဲ့စိတ်ကဘယ်ရောက်သွားလဲအတန်စီရောက်သွားတယ်နော်တကမခေါင်းဒီလိုလေးကုတ်လိုက်ဘယ်ရောက်သွားလဲအေးအဲ့ဒါတနေ့လုံးဆိုဘယ်နှကြိမ်လောက်ဖြစ်နေမလဲဘာပဲလို့သိခွာဆိုတာအဲ့ဒါကိုသိခိုင်းတာအဲ့တော့မြတ်စွာဘုရားဘာပဲလို့သိခွာဆိုတာကြီးဖြစ်မနိုင်ဘူးလားသူကဘာပဲလို့သိနေတယ်တဲ့အဓိကသိဖို့အရေးကြီးတယ်မဟုတ်ဘူးလားဒါပေမဲ့မြတ်စွာဘုရားဟောတယ်ဝရဓမ္မသင်္ခါရအပ္ပမဒေနတမ္မာဒေထအဲ့ဒီအတိရလဲခဏလေးနဲ့ပြတ်သွားတယ်သူသိတဲ့အတိကိုသိမ်းထားခွင့်မရှိဘူးအဲ့တော့မရှိဘူးဆိုတာသိမှဖြစ်မယ်သိအောင်လုပ်ကြဘယ်လိုလုပ်မလဲအသက်ရှူတာစလိုက်ဒီခြားခြားလေးလေးနက်နက်စူးစူးနစ်နစ်သိအောင်လုပ်ပါထိနေတာကိုသိတယ်ထိတာရောသိတာရောမရှိတော့ဒီတိုင်းပဲခုနကမျက်စိကမြင်တယ်နားလည်းကြားရောမြင်တဲ့စိတ်ကပျောက်မသွားဘူးလားဆိုတော့စိတ်ဆိုတာတစ်ချိန်မှာတစ်ခုပဲဖြစ်နေတယ်ဆိုတာပြောရင်လက်ခံမလားအဲ့ဒီသဘောကိုသိရင် तू တိတ်ကြီးကြကြမဖြစ်တော့စိတ်ဆိုတာတစ်ချိန်မှာတစ်ခုပဲတချို့ကငါစိတ်ကြီးရှုပ်တော့ကွာစိတ်ကြီးအများကြီးပဲပြောတယ်ဖြစ်နိုင်ပါမလားတစ်ခုပြီးတစ်ခုဇက်တိုက်ဝင်နေတာမဟုတ်ဘူးလားတစ်ခုလုံးနေနောက်တစ်ခုသိလို့လားအခု TV ကြည့်တယ်ကြည့်နေနေမှာဖုန်းကပြောနေတယ်ကြည့်တော့ကြည့်နေတယ်ဒီကလည်းပြောနေတယ်ဒီဟိုအာယုံဆက်လဲဟိုကလွတ်သွားဖြစ်ဘူးလားဒါဆိုစိတ်ကတစ်ချိန်မှတစ်ခုပဲလှုပ်တယ်ဆိုလက်ခံလို့ရတယ်ဗောအဲ့ဒီစာလေးကိုထိန်းလိုက်ရုံပဲဖမ်းလာတာမဟုတ်သိပေးတာအခုငါမြင်တဲ့စိတ်ရောက်နေတယ်အခုငါကြားတဲ့စိတ်ရွေ့သွားပြီအခုငါခေါင်းညိတ်နေဘုရားသိတဲ့အသိဉာဏ်လေးကိုကြားဖြတ်ပြီးပြောရင်ဒီကမကြီးကြားလားခေါင်းညိတ်နေဥစဉ်ပြောလိုက်တယ်နဲ့ဟိုကခေါင်းညိတ်နေဘာမှမကြောက်ဒါမှမဟုတ်အသွားအလာ18ဆင့်ရှိတယ်ဘ
ထမဦးစင်းမမေးခင်ငြိမ်နေတဲ့စိတ်ဦးစင်းလည်းမေးလိုက်ကောလှုပ်သွားတယ်စိတ်ကငြိမ်တဲ့စိတ်ကလှုပ်သွားတယ်လှုပ်သွားရင်အဲ့ငြိမ်တဲ့စိတ်ကိုဖြတ်တောက်ပလိုက်တာပြတ်သွားတယ်အဲ့တော့ဦးစင်းအတန်ဘက်ကိုအာယုံရောက်သွားလှဲ့သွားတယ်အဲ့မှာဦးစင်းကမေးနေပြီဆိုတော့တိတဲ့စိတ်ဖြစ်တယ်တိတဲ့စိတ်ကိုတက္ကမလက်ခံလိုက်တယ်လက်ခံပြီးတာနဲ့ငါ့ကိုမေးနေပြီဘာမေးတာလဲမသိဘူးဆိုစုံစမ်းတယ်စုံစမ်းလိုက်ပြီးရင်ငါခေါင်းညှိမယ်ပြီးလည်းပြီးရောဦးစင်းပြောတာကိုခံစားတာရှေ့90 17 12 13 14 15ခံစားတာ9ကြိမ်ခံစားတာ9ကြိမ်ပြီးတော့မှအဲ့အရှင်မသေးသေးလို့နောက်ထပ်တရားယုံဆိုတာနှစ်ခါဆိုတော့စိတ်အစဉ်ကခေါင်းညှိတာလေးကခဏလေးမှာ18ဆင့်တော့ရောက်သွားတယ်ဆိုတော့ဖြစ်နိုင်ပါမလားမေးစရာရှိတယ်အဲ့ဒါဖျားသိတာအဲ့တော့ကိုတို့ကိုးကွယ်တဲ့ဖျားရဲ့အရေးချင်းဒီလောက်ဆိုသိသင့်ပြီဘယ်လိုပုံကူမျိုးလဲဆိုတာအဲ့ဒီ18ဆင့်ကို तू သိတယ်ဗျာဒါတော့မြန်လာကြီးကိုခိုင်းကြားလားဦးစင်းပြောတာကြားလားကဲအဲ့ကြားတယ်ချက်ချင်းဖြေတာအဲ့ဒါ18ဆင့်သွားပြီးသားအဲ့တနေ့လုံးသွားနေတာစားလေဟာလေမော်ကြီးကောင်းတာ18ဆင့်ပဲဟာလီဖျူတန်တမျိုးဖြစ်နေပါလားတော်တော်ကောင်းပါလား18ဆင့်ပဲနားထောင်တယ်ပထမ18ဆင့်ပြုတ်နောက်18ဆင့်လာဇက်တိုက်အဲ့ဒါဖရာအကြောင်းပြောပြတာအရေးကြီးတာ तू သိတာကိုပြောတာဖရာကိုလေးလာကြည့်တော့ तू ကသိတာသူ့ရဲ့အရေးချင်းပဲဖရာကဘာမှမရှိဘူးဒါပေမဲ့ तू အဲ့ဒီအတီးကို तू မပိုင်ဘူးထားခဲ့တယ်ဝေယဓမ္မသင်္ခါရအပမဒေနတမ္မာတိထဆိုတဲ့စကားထဲမှာအဲ့ဒီသိတဲ့အတီးလည်းပါတယ်ဘာကြောင့်လဲသူကစိတ်ဖြစ်နေလို့အဲ့တော့ तू ကအဆက်မပြတ်လုံးပါဆိုတာခုနမမေ့မလျော့တတိနဲ့အထုတ်ကြပါဆိုတတိကလည်းပေါ်တာနဲ့ပြက်ပဲသူ့ကိုမမေ့မလျော့ဆိုတဲ့ဇက်တိုက်အဆက်မပြတ်အထုတ်ပြီးမှ तू ကဒီလိုသွားမှာနော်ဒါတကယ်အထုတ်မယ်ဆိုရင်ဦးဇင်းတို့ဆိုရင်ဒီအချိန်မှာအလောက်ထိကိုလှုပ်ဖြစ်တာဘာကြောင့်လှုပ်လဲအဲ့ဒီလောက်လှုပ်မှဖြစ်မယ်ဆိုတာဟိုးလွန်ခဲ့တဲ့8နှစ်က16နှစ်ရှိပြီဒီလိုလှုပ်မှဖြစ်မယ်ဆိုတော့ဦးဇင်းကြီးညာလိုက်တယ်တက္ကရာ2000နိုဝင်ဘာလ4ရက်နေ့မှာငါ2008ခုနှစ်ကြာထွက်တော့မယ်လို့တိုင်းပြည်ကိုကြီးညာလိုက်တာဘယ်သူမှမကြားဘူးတော့အမျိုးမျိုးဝေဖန်တာဦးဇင်းနဲ့မဆိုင်ဘူးငါတော့ပြောပြီးဖြစ်အောင်လုပ်မယ်ဆိုအဲ့ဒီ2008ကြီးကရောက်လာတယ်ဗျာအဲ့နဲ့ဦးဇင်းထွက်ဘုန်းကြီးဖို့အဲ့ဒီစိတ်ကိုလေးလာတာဦးဇင်းဒုက္ခတွေဖြစ်တော့တာဦးဇင်းက42နှစ်ခံစားမှုအာယုန်တွေကိုအလိုရှိပြီးအာယုန်တွေနဲ့လှုပ်ရှားတာ42နှစ်ဆိုတော့ခံစားတာလူတယောက်ကြည့်လိုက်တာနဲ့ဇလန်တစ်ပုတ်ပဲဇသိန်းထီအောင်ရောက်သေးတယ်ဇသိန်းကျရင်မင်းဘယ်လိုသေးကွာဇသိန်းမှာမင်းနဲ့ဘယ်လိုကွဲဦးစင်းပဲဖန်တီးနေတာမျိုးဆိုတော့နေ့စဉ်လုံနေတာကိုယ့်ဟာကိုရေးကိုယ့်ဟာကိုရိုက်လူတကာနဲ့တွေ့ပြောပြဗျာခင်ဗျားဒီယောက်ျားနဲ့ဒီမိန်းမဘယ်လိုတွေ့လဲကြားမှာဘာတွေဖြစ်လဲဦးစင်းရေးမင်းသမီးတွေမင်းသားတွေရှောက်ပြောဆိုတော့အဲ့ဒါကြီးကနေ့စဉ်ရက်ဆက်လုံလာတော့အကျင့်ပါလာခံစားတာအကျင့်ပါလာအဲ့တော့တရားခံစားတာဘာလဲဆိုတော့ရှင်သာရိပုတ္တရာကိုရှင်ဥဒ္ဒါယီဆိုတဲ့ယဟန်ကလျှောက်တယ်နိဗ္ဗာန်ဆိုတာဘာလဲခံစားမှုမရှိသောနိဗ္ဗာန်သည်ချမ်းသာခြင်းမြည်ခံစားမှုမှမရှိတဲ့ဥစ္စာဘယ်ဟာချမ်းသာခြင်းလဲခံစားမှုမရှိတာကိုကချမ်းသာခြင်းမြည်ဤတဲ့အဲ့ဒါဖရာရဲ့တပည့်နံပါတ်1ရှင်သာရိပုတ္တရာဖြေတာအဲ့ဒီအဖြေရဆိုဦးဇင်းတရားခံစားမှုကြီးအကြီးဖြစ်နေတယ်ဦးဇင်းဘုန်းကြီးဖြစ်ခါသာတော်တော်ဒုက္ခရောက်တာဖြတ်လို့မရအောင်အတွေးကအကျင့်ပါပြီးတော့ဝင်းနေ
မျက်စိကဝင်လိုက်ဆွဲနေတဲ့အတွေးကဝင်လိုက်အတန်ရရနဲ့ဒါကဘိုက်ကားတော့ဘလို့နှိပ်စက်တာအဲ့ဒီနှိပ်စက်တဲ့အတွေးကိုလည်းပြန်လေးလာကြည့်တဲ့အခါကျတော့ तू ကဖြစ်ဖူးမြင်ဘူးကြားဘူးသိပြီးလို့သာဒီအတွေးကဝင်ခွင့်ရတာအခုတကားတို့တကမားတို့အခုအာဖရိကနိုင်ငံမှာတယောက်ယောက်ကဘာလုပ်နေညာလုပ်နေဆိုရင်ရင်ခုန်လားစိတ်လှုပ်ရှားဖြစ်လားဘာဖြစ်လို့လဲသိလားကိုမှမသိတာအဲ့တော့ကိုယ်ဒုက္ခပေးနေတဲ့ဒုက္ခတွေအစွဲတွေရတယ်ကိုယ်ပတ်ဝန်းကျင်မှာကိုဒီအသက်အရွယ်အထိနေ့စဉ်ကြုံတွေ့တာတွေကြီးပဲပြန်လာတာမဟုတ်ဘူးလားအတွေးလေခုနမေးတယ်ဖြေတယ်တနေ့တနေ့စိတ်ဆင်းရဲတဲ့အချိန်ပိုများတယ်ဖြစ်ပြီးသားတွေစဉ်းစားတာမဖြစ်သေးတာစဉ်းစားနှစ်ခုပဲတရားခံပါလေတွေးနေအဲ့တွေးဘယ်လာလဲခုနပြောပြီးပြီဒီကောင်တစ်ချိန်လုံးလာအဲ့လာတာလေဖြစ်ပြီးသားတွေဖြစ်ဖူးတာတွေပဲလာတာဆိုတော့အဖြေအထွက်ခံနေပြီနော်အတွေးကြောင့်ဖြစ်တာဆိုတော့တရားစခန်းနေသွားရင်တားမြစ်ထားတဲ့ဥပဒေတစ်ခုကအတွေးထဲမှာမနေပါနဲ့တဲ့အတွေးကကိုယ်ဒုက္ခပေးနေတာဒီကောင်အိတ်ခဏကြီးအချိန်ထိလာတာနော်လူတွေတယောက်ဟာအိပ်ရာတွေကိုဝင်ပြီးအိတ်တော့မယ်ဆိုချက်ချင်းအိပ်ပျော်တဲ့လူဒီမှာရှိလားအလုပ်ပုံများလေအိတ်လို့မရလေပဲအိပ်ရာနိုးတာနဲ့ချက်ချင်းအိပ်ရာနဲ့ဘာခနဲ့ထတဲ့လူရှိလားစဉ်းစားလာမဟုတ်လားအဲ့တော့လူတွေကအတွေးကိုပတ်သက်မပေးရတိုင်းစွတ်ခိုင်းတာအဲ့တော့အတွေးကြီးကအကျင့်ပါမနေဘူးလားအခုတရားခံသူဖြစ်နေတယ်အဲ့တော့ငါအတွေးကိုလျှော့မှဖြစ်မယ်ဆိုလျှော့နီးသိဖို့လိုလာတယ်မြင်လိုက်တာနဲ့ရက်လိုက်တော့မကြည့်ကြအောင်ဆောင်တာဒါအန်ဒီရတဲ့ကနေမသိကြအောင်ဆောင်ထွက်တာမသိကြအောင်သိနေနဲ့ဆက်မစင်းစားတော့တာကြည့်တော့ကြည့်နေတယ်ဒါနဲ့သူ့အာယုံကမြင်ပြီးတာရက်သွားတာလေးကျင့်မှရမယ်မြတ်စွာဘုရား6နှစ်တောင်ကျင့်တာနော်ဟုတ်တယ်နော်မြတ်စွာဘုရားနော်ဒါပေမဲ့ तू က6နှစ်တာကျင့်တယ် तू လိုချင်တဲ့အဖြေမရဘူးမရတော့သွားရင်နောက်ဆုံးသဘောလဲပေါက်ကို49ရက်ပဲကြာတယ်တဲ့လူတွေဆိုအကြာကြီးဖြစ်မှာပေါ့ तू ကဒီတစ်ခုလဲကိုလိုက်တာအဲ့မှာဦးစင်းလဲခုနလူကနေဖုံးကြီးလဲဖြစ်过ပြဿနာတက်တယ်ဆိုငါဒီခံစားမှုခံစားရတယ်ဆိုတွေးတာပဲလေဟုတ်တယ်မလားခံစားရဆိုတွေးတာဒါယူငါအဖြေတွေ့သွားတယ်ငါစင်မှာဒုက္ခပေးနေတာငါအကျင့်ပါနေတဲ့ခံစားမှုပဲဆိုမြင်တာနဲ့ဖြတ်မြင်တာနဲ့ဖြတ်ကြားတာနဲ့ဖြတ်ကြားတာနဲ့ဖြတ်အခုဟိုနားကနေအော်နေတယ်ဘာကောင်အော်လဲမသိဘူးဆိုလှည့်ကြည့်ဒီမှာဒါနဲ့ရိုက်မယ်အနေရဒီနားလေးတွေကတ်နေသူ့အဆိုအော်ချင်တာအော်သူ့အလုပ်သူလုပ်တာကိုပတ်သက်စရာလိုလို့လားမကြောက်လားအဲ့ဒါဦးစင်းနားထောင်ခိုင်းလို့ကြားလိုက်တာအစကြားနေတာအခုကြားမှန်းသိသွားတာမတူးနော်အဲ့ဒီကြားတာကိုကြားမှန်းသိသွားတာဘယ်သူကလုံနေလဲမေးစရာရှိတယ်အဲ့ဖတ်တာဆိုတဲ့စိတ်